ဒီနေ့ခက်မှာလူတော်တော်များများရင်ဆိုင်နေရတဲ့ငွေကြေးတော့က Money Anxiety ဟာစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောပါထိခိုက်စေနိုင်တဲ့ကက်ရောဂါတစ်ခုလိုဖြစ်နေပါတယ်။အထူးသဖြင့်အသက်အရွယ်ရလာတာနဲ့မျှမိသားစုတာဝန်တွေပိုများလာတာလူမှုပတ်ဝန်းကျင်ရဲ့မျှော်လင့်ချက်တွေနဲ့မိမိကိုယ်ကိုယ်သူတစ်ပါးနဲ့နှိုင်းယှဉ်မိတာတွေကြောင့်ဒီတော့ကဟာပုံမကြီးထွားလာလေးရှိပါတယ်။ကျမတို့ခုနေထိုင်နေတဲ့21ရာစု IT ခေတ်မှာအောင်မြင်မှုဆိုတဲ့စံနှုန်းကိုငွေကြေးနဲ့ပဲတိုင်းတာလေးရှိတဲ့အတွက်ကြောင့်လူများစုမှာအသက်အရွယ်လိုက်ရှိတဲ့နယ်တို့ယူဆရတဲ့ငွေကြေးပမာဏတစ်ခုကိုမပိုင်ဆိုင်နိုင်တဲ့အခါရင်းနှံတဲ့စိတ်ဖိစီးမှုတွေကိုခံစားကြရပါတယ်။ကမ္ဘာ့ဘဏ်ရဲ့2025ခုနှစ်ဒီဇင်ဘာလမှာထုတ်ပြန်ခဲ့တဲ့မြန်မာစီးပွားရေးစောင့်ကြည့်အစီရင်ခံစာမြန်မာ Economic Monitor မှာဖော်ပြခဲ့တဲ့အတိုင်းကုန်စည်နှုန်းကြီးမားမှုနဲ့ငွေကြေးတန်ဖိုးမတည်ငြိမ်မှုတွေဟာပုံမှန်လစာဒါမှမဟုတ်ဝင်ငွေတစ်ခုတည်းပေါ်မှာသာမှီခိုနေရတဲ့သူတွေအတွက်အနာဂတ်မှာပုံမိုစိုးရိမ်စရာဖြစ်လာပါတယ်။ဤပညာတွေအထည်အမြတ်တိုးတက်လာပြီးအလောက်ကိုင်ခွင့်လန်းတွေပြောင်းလဲနေတဲ့ဒီနေ့ခေတ်မှာငွေမရှိရင်ဘာမှလုပ်လို့မရဘူးဆိုတဲ့အတွေးကလူတွေကိုကျန်းမာရေးနဲ့ပေါင်းသင်းဆက်ဆံရေးတွေကိုပါစတဲ့ပြီးငွေနောက်ကိုပဲဒီဇိုင်းမမက်လိုက်စေပါတော့တယ်။ဒါပေမဲ့ငွေကြေးတော့ကိုစနစ်တကျမဖြည့်ရှင်းနိုင်လို့ရှိရင်ဘဏ်ထဲမှာပတ်စံရှိတာတိတိုင်အောင်သိချမ်းသာမှုကိုရရှိနိုင်မှာမဟုတ်ပါဘူး။ဒီနေ့ဗီဒီယိုမှာဆိုရင်ငွေကြေးတော့က Money Anxiety ရဲ့အရင်းမြစ်တွေကိုနားလည်ပြီးတော့ရေရဲဝံ့ဝံ့ရင်ဆိုင်ကြော်ဖြတ်နိုင်ဖို့အတွက်အကြံပြုတင်ပြလိုက်ရပါတယ်။ပထမဆုံးအနေနဲ့ငွေကြေးတော့ကဖြစ်ရခြင်းရဲ့အဓိကအကြောင်းရင်းတွေကဘာတွေလဲ။နံပါတ်1တခုတည်းသောဝင်ငွေပေါ်မှာမိခိုနေရခြင်း reliance on single income ဒါစတစ်ခုတည်းကိုသာအကိုနေရတဲ့လူတွေအတွက်အလောက်ကိုင်မတည်ငြိမ်မှုဒါမှမဟုတ်ဤပညာကြောင့်အလောက်ပြုတ်နိုင်ခြေရှိခြင်းကအကြီးမားဆုံးသောစိုးရိမ်မှုကိုဖြစ်စေပါတယ်။နံပါတ်2လူမှုကွန်ရက်ပေါ်မှာရှိတဲ့နှိုင်းယှဉ်မှုများ social comparison TikTok ဒါမှမဟုတ် Facebook ပေါ်မှာတငယ်ချင်းတွေရဲ့ခမ်းနားတဲ့ဘဝတွေကိုမြင်တွေ့ရတဲ့အခါငါပဲကျန်ခဲ့ပြီလားဆိုတဲ့အောက်ကျနောက်ကျဖြစ်မှာကိုစိုးရိမ်သောစိတ် fear of missing out ဒါမှမဟုတ် FOMO ကတော့ကိုမီးငွေပေးပါတယ်။နံပါတ်3ပုံမဲလာခြင်းနဲ့ကျန်းမာရေးစရိတ်အသက်ကြီးလာတာနဲ့အမျှဝင်ငွေရှာနိုင်တဲ့ညော်နေလာပြီးတော့စိတ်ကူးသားစိတ်ပုံပုံများပြားလာမှာကိုကြိုတင်စိုးရိမ်နေတာမျိုးဖြစ်ပါတယ်။နောက်ဆုံးချက်ငွေကြေးစီမံခန့်ခွဲမှုအသိပညာနည်းပါးခြင်း lack of financial literacy မိမိမှာဘလောက်ရှိပြီးတော့ဘလောက်လိုအပ်တာကိုသိကြစွာမသက်ချက်ပဲနဲ့ဘလောက်မှကိုပဲကြောက်နေခြင်းဟာအမောင်ထဲမှာလမ်းလျှောက်နေရတဲ့လိုမျိုးတော့ကကိုပုံများစေပါတယ်။ခုလိုမျိုးငွေကြေးတော့ကကိုဘလိုမျိုးရရဲဝံ့ဝံ့နဲ့ရင်ဆိုင်ကြော်ဖြတ်ကြမလဲ။ပထမဆုံးချက်ကတော့အရှိကိုအရှိတိုင်းလက်ခံပြီးတော့အစီအစဉ်ချရမှာဖြစ်ပါတယ်။တော့ကကိုရှောင်လွှဲမဲ့စားမိမိမှာရှိနေတဲ့လက်ရှိပိုင်ဆိုင်မှုအကျွေးနဲ့အသုံးစရိတ်တွေကိုစရင်းစရာနဲ့တိတိကျကျရေးမှတ်ရပါမယ်။ရန်သူကိုမြင်ရမှတိုက်ပွဲဝင်ဖို့လွယ်ကူတဲ့လိုမျိုးမိမိရဲ့ငွေကြေးအခြေအနေကိုသိမြင်မှသာစိုးရိမ်မှုကိုရောကြစေပါလိမ့်မယ်။ဒုတိယချက်ကတော့အရေးပေါ်ရန်ပုံငွေတည်ဆောက်ရပါမယ်။အနည်းဆုံး6လစာအသုံးစရိတ်ကိုအရေးပေါ်အဖြစ်စုဆောင်းထားခြင်းကစီးပွားရေးအပြောင်းအလဲတွေကြားမှာစိတ်အေးချမ်းမှုကိုပေးနိုင်မယ့်အကောင်းဆုံးသောအာမခံချက်ဖြစ်ပါတယ်။တတိယချက်ကတော့ကျွမ်းကျင်မှုအသစ်တွေသင်ယူရပါမယ်။ဒီပညာအပြောင်းအလဲကိုကြောက်နေမယ့်အစားခင်းနဲ့ညီ AI ဒါမှမဟုတ် digital ကျွမ်းကျင်မှုတွေကိုလေ့လာခြင်းကမိမိကိုယ်ကိုယုံကြည်မှုတိုးစေပြီးတော့အလောက်ကိုင်းတုံ့ပြန်မှုကိုပေးနိုင်ပါတယ်။နောက်ဆုံးချက်ကတော့ပိုင်ဆိုင်မှုနဲ့အသုံးစရိတ်ကိုခွဲခြားရပါမယ်။အခြားသူတွေနဲ့ပြန်ပြီးဝယ်ယူနေတဲ့အသုံးစရိတ်တွေကိုရှင်းချပြီးတော့ဒီချိန်မှာအမျက်ထွက်မဲ့ရွှေမြေဒါမှမဟုတ်အမခံတွေမှာရင်းနှီးမြှုပ်နှံရပါမယ်။နောက်ဆုံးပိုင်းမှာဆိုရင်ဘဝဟန်ချက်ကိုထိန်းညှိနိုင်စေဖို့ဒီချိန်မှာအသုံးချနိုင်မဲ့နည်းလမ်းတွေကိုပြောပြပေးသွားပါမယ်။ပထမဆုံးချက်ကတော့ဝင်ငွေလမ်းကြောင်းခွဲခြင်း diversifying income မိဝဒနာပါရဒါမှမဟုတ်ကျွမ်းကျင်မှုတစ်ခုကိုဘေးထွက်လို့ side hustle ဖြစ်စတင်ရပါမယ်။ဝင်ငွေလမ်းကြောင်း2ခုဒါမှမဟုတ်3ခုရှိတာကငွေကြေးတော့ကိုအံ့ဩဖွယ်ကောင်းလောက်အောင်ရှော့ချပေးနိုင်ပါတယ်။ဒုတိယတစ်ချက်ကတော့ကျန်းမာရေးကိုရင်းနှီးမြှုပ်နှံမှုလို့သတ်မှတ်ရပါမယ်။ငွေရှာဖို့ကျန်းမာရေးကိုစတဲ့ချင်းဟာရေရှည်မှာအရှုံးပေါ်စေမယ့်စီးပွားရေးဖြစ်ပါတယ်။ကျန်းမာနေမှသာငွေကိုရှာနိုင်ပြီးတော့ရှာထားတဲ့ငွေကိုလည်းခံစားနိုင်မှာဖြစ်ပါတယ်။တတိယချက်ကတော့ဆက်ဆံရေးတွေကိုအချိန်ပေးပါ။မိသားစုနဲ့မိတ်ဆွေကောင်းတွေရှိခြင်းကစီးပွားရေးအကျက်တဲတွေကြုံလာတဲ့အချိန်မှာစိတ်ပိုင်းဆိုင်ရာပံ့ပိုးမှု safety net ကိုရရှိစေပါတယ်။အောင်မြင်မှုဆိုတာဟာငွေတစ်ခုတည်းမဟုတ်ဘဲနဲ့ချစ်ခင်သူတွေနဲ့ဝန်းရံနေခြင်းဟာလည်းအောင်မြင်မှုတစ်ခုပဲဖြစ်ပါတယ်။နောက်ဆုံးချက်ကတော့လောဘနဲ့ရောင်ရဲမှုကြားဟန်ချက်ညီပါ။ဘလောက်ရှိရင်တော်ပြီလဲဆိုတဲ့ကိုယ်ပိုင်သတ်မှတ်ချက်ကိုထားရှိပါ။အဆုံးမရှိတဲ့လောဘနောက်ကိုလိုက်နေရဟာဘယ်တော့မှပန်းနိုင်မရောက်နိုင်တဲ့ပြေးပွဲတစ်ခုသာဖြစ်ပါတယ်။အခြားအဖြစ်ဆိုရရင်ငွေကြေးတော့ကိုကြော်ပြတ်နိုင်ခြင်းဆိုတာငွေသန်းပေါင်းများစွာပိုင်ဆိုင်သွားခြင်းကိုဆိုလိုတာမဟုတ်ဘဲနဲ့မိမိရဲ့ငွေကြေးအခြေအနေကိုမိမိကထိန်းချုပ်နိုင်ခြင်း control ကိုဆိုလိုပါတယ်။ငွေဟာကျမတို့ရဲ့အရှင်သခင်မဟုတ်ဘဲနဲ့ကျမတို့စိတ်တိုင်းရအသုံးချနိုင်တဲ့ကိရိယာတစ်ခုပဲဖြစ်သင့်ပါတယ်။အသက်အရွယ်ရလာတာဟာအတွေ့အကြုံနဲ့ရင်းချက်မှုတွေကိုယူဆောင်လာတဲ့လိုမျိုးငွေကြေးကိုလည်းစနစ်တကျစီမံခန့်ခွဲတတ်တဲ့အသိပညာကိုပါတွဲဖက်ယူဆောင်လာသင့်ပါတယ်။တကယ်လို့ကိုကငွေနောက်ကိုပဲမျက်စိမိတ်ပြီးလိုက်နေမယ်ဆိုရင်
ဘဝရဲ့အဖိုးတန်တဲ့အခိုက်အတန့်တွေကိုလွတ်လွတ်ရပါလိမ့်မယ်။အဲဒါကြောင့်ဒီနေ့ကနေစပြီးတော့မိမိရဲ့ငွေကြေးစင်းရဲကိုသေချာစစ်ဆေးပါ။ကျမကြီးကိုဂရုစိုက်ပါ။ချစ်ခင်ရသူတွေကိုအချိန်ပေးပါ။အဲအမှသာစစ်မှန်တဲ့အောင်မြင်မှုနဲ့စိတ်အေးချမ်းမှုကိုရရှိနိုင်မှာဖြစ်တဲ့ဆိုတဲ့အကြောင်းသိကြလိုက်ရပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။တကယ်လို့ကိုကလည်းငွေကြေးတော့ကကိုခံစားနေရတဲ့သူတယောက်ဆိုလို့ရှိရင်ပြောပြခဲ့တဲ့နီးတန်းတွေကဘယ်နီးတန်းကိုအသုံးပြုသွားမလဲဆိုတာ comment မှာရေးခဲ့ပေးပါဦး။